2019လောက်တုန်းကအမေရိကဒီ Huawei ကို entity list ထည့်ပြီးတော့ပိတ်ဆို့လိုက်တဲ့အချိန်မှာလူတော်များများ Huawei ကတော့သေပြီလို့ပဲထင်ခဲ့ကြတာပေါ့နော်Google နဲ့လောက်တူတွဲလို့မရတော့ဘူး chip ထုတ်ဖို့အတွက်နည်းပညာတွေလည်းအပိတ်ခံလိုက်ရပြီဆိုတော့ smartphone လောကမှာလည်းဆက်ရက်တည်ဖို့အတွက်မဖြစ်နိုင်တော့ဘူးအဲ့လိုမျိုးထင်ကြတာပေါ့ဒါပေမဲ့စစ်တမ်းတွေ2024ဘဏ္ဍာနှစ်ကုန်သွားတဲ့အချိန်မှာ Huawei ကမသေးတဲ့အပြင်တော်တော်ပြန်ပြီးတော့အမောက်ထောင်လာတာကိုတွေ့ရတယ်ဝင်ငွေအနေနဲ့ဒီကောင်ကယွမ်ငွေ862ဘီလီယံကျော်ထိတက်လာပြီးတော့အရင်နှစ်ကထက်22%လောက်တက်လာတယ်ဒါယူရိုနဲ့ကန်ကောင်းလို့ပြန်လာတာတော့မဟုတ်သူတို့နှစ်ရှည်လများကြိုတင်ပြင်ဆင်ထားတဲ့ပြောမယ်ဆိုမဟာဗျူဟာတစ်ခုကြောင့်လို့ပြောရဒီနေ့အဲ့ Huawei ကဘလို့နီးဗျူဟာတွေသုံးပြီးတော့ဒီအကျက်တဲကနေပြီးတော့ရုံထွက်ခဲ့လေဆိုတာကိုအာလူလေးနဲ့ဖုတ်ကြโอเค TBS ရှက်ဆက်နေကြိုးဆိုပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Huawei ဘယ်လောက်ထိဖိအားပေးခံခဲ့ရလဲဆိုတာကိုပြန်ကြည့်မယ်2019မေလမှာစပြီးတော့ပိတ်ဆို့ခံခဲ့ရတာတာမန်ကုမ္ပဏီတစ်ခုတည်းဆိုလို့ရှိရင်မင်းတေလိုက်တော့ဆိုပြီးတော့အမိန့်ချလိုက်တဲ့သေမိန်လို့တော့ပြောလို့ရတယ်ပထမဆုံး software ဘိုင်းမှာ Google Mobile Services ပြောမယ်ဆိုရင် GMS ကိုဖြတ်တောက်လိုက်တယ် Play Store မရှိ Gmail မရှိတဲ့ Android phone တစ်လုံးကိုနိုင်ငံတကာဈေးကွက်ကိုရောင်းဖို့ဆိုတာမဖြစ်နိုင်တော့ပဲအဲ့ဒါတွေမကောက်ဘူး hardware ဘိုင်းမှာလည်း TSMC လိုမျိုး chip ထုတ်ပေးတဲ့စက်ရုံတွေကိုHuawei အတွက်မထုတ်ပေးဖို့အတွက်ဆိုပြီးတော့သူကပိတ်ပင်လိုက်တယ်။ American နည်းပညာတွေပါတဲ့ဘယ်စက်ပစ္စည်းမှသုံးလို့မရဘူးဆိုတော့ကိုပိုင် Kirin chip ထုတ်ဖို့ပါသူကလမ်းစာပြောက်သွားတယ်။နောက်ဆုံးအဆင့်အနေနဲ့အဆင့်မြင့်တဲ့ chip တွေထုတ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ lithography စက်တွေကိုပါတရုတ်နိုင်ငံစီကိုမရောက်နိုင်အောင်လို့သူတို့ပိတ်ဆို့လိုက်တယ်။ Huawei အတွက်လုံးဝအဆိုးဆုံးအခြေအနေကချက်ချင်းကိုရောက်လာတယ်။ဒါပေမဲ့အနောက်နိုင်ငံတွေ short တွက်ခဲ့တဲ့အချက်က Huawei ရဲ့ကြိုတင်ပြင်ဆင်မှုလို့ပြောရမယ်။ Huawei ရဲ့ founder က American တွေနဲ့ထိတ်တိုက်တွေ့ရမယ့်ရက်ကိုသူကကြိုမြင်ခဲ့ပုံရတယ်။2010ခုနှစ်လောက်မှာကတည်းကသူတို့မှာ plan B ရှိခဲ့တယ်။ Spare tire လို့ခေါ်တဲ့အစီအစဉ်နဲ့ American နည်းပညာမပါဘဲနဲ့ရက်တက်နိုင်မဲ့ထောက်ပံ့ရေးလမ်းကြောင်းကိုသူကကတ်တိုးလေးလုပ်ထားတာ။ပိတ်ဆို့မှုတွေစဖြစ်ပြီဆိုတာနဲ့ဒီအစီအစဉ်ကြီးကတန်းပြီးတော့အကောင့်ထဲစဖော်ခဲ့တာ။အဲ့လိုစဖြစ်ပြီဆိုတာနဲ့ကုမ္ပဏီဖွဲ့စည်းပုံကိုလည်းဗဟိုချုပ်ကိုင်မှုကနေပြီးတော့ Legends လို့ခေါ်တဲ့စစ်ကြောင်းပုံစံပြောင်းလိုက်ပြီးတော့စက်မှုလုပ်ငန်းတစ်ခုချင်းစီကိုတည်တံ့တာဝန်ယူစေတဲ့ပုံစံ restructure လုပ်လိုက်တယ်။ဆိုတော့2024ခုနှစ်စည်ရင်းတွေရဆိုလို့ရှိရင် Huawei က U-shape ပုံစံ graph က U-shape ပုံစံနဲ့နလန်ပြန်ထူလာပြီလို့ပြောလို့ရတယ်။ဝင်ငွေရစုစုပေါင်းယွမ်862ဘီလီယံကျော်ရှိလာတယ်။စိတ်ဝင်စားစရာကောင်းတာဒီဝင်ငွေတိုးတက်မှုကကဏ္ဍစုံကနေပြီးတော့လာတာ။အထူးသဖြင့်သူတို့ရဲ့ consumer business အပိုင်းကဆိုလို့ရှိရင်ဒီ Mate 60တို့ Pura 70တို့လိုမျိုး 5G ပြန်ရတဲ့ဖုန်းတွေကြောင့်မို့လို့ 38% လောက်သူကပြန်တက်လာတယ်။ပို့ပြီးတော့အံ့ဩစရာကောင်းတာသူတို့ရဲ့ intelligent auto လို့ခေါ်တဲ့ကားနဲ့ဆိုင်တဲ့လုပ်ငန်းHuawei ကသူတို့ကားမထုတ်ဘူးလို့ပြောထားတယ်။အဲ့ဒီအစားကားကုမ္ပဏီတွေနဲ့ပူးပေါင်းတဲ့ပုံစံ2မျိုးကိုသုံးတယ်။ပထမတစ်ခုက Huawei Insight HI ပုံစံ။ Huawei က autonomous driving လိုမျိုးဒီ smart component တွေကိုပေးမယ်။ကားကုမ္ပဏီတွေကဒီဇိုင်းဆွဲမယ်။ဒါပေမဲ့ကားကုမ္ပဏီတွေကသူတို့ရဲ့ပင်ကိုစတိုင်ပျောက်သွားမှာကိုကြောက်တဲ့ခါကျတော့ဒီပုံစံအသိအဆင်မပြေဘူး။အဲဒါကြောင့်မလို့ Harmony Intelligence Mobile Alliance လို့ခေါ်တဲ့ HIMA လို့ခေါ်သလား။အဲ့ဒုတိယပုံစံပို့ပြီးတော့အောင်မြင်လာတယ်။ဒီပုံစံမှာကျတော့ Huawei ရဲ့ဒီဇိုင်းပိုင်းကိုရောထုတ်ကုန်ပိုင်းကိုရောဦးဆောင်ပြီးတော့သူတို့ရဲ့ဆိုင်ကြီးတွေမှာတင်ရောင်းပေးတယ်ဆိုတော့ဒီမိဖက်ကုမ္ပဏီတွေကထုတ်လို့ရေးပိုင်းကိုပဲတာဝန်ယူရတော့တယ်အဲ့ဒီနီးနဲ့ထွက်လာတဲ့ idol လားအဲ့ဒီအမှတ်တစိတ်ကတရုတ်ဈေးကွက်မှာအရန်ကိုပေါက်သွားတယ် idol M7 တို့ M9 တို့ဆိုလို့ရှိရင် Tesla Model Y တို့ဘာလို့ကိုပါရှင်နိုင်တဲ့ရောင်းရဆုံး SUV တွေဖြစ်လာတယ်တခြားကားကုမ္ပဏီတွေက Huawei လွှမ်းမိုးမှာကိုစိုးရိမ်နေကြတာကိုဖြည့်ရှင်းမှုအတွက်သူကမဟာဗျူဟာတစ်ခုကိုလည်းသူတို့လှုပ်ထားလိုက်တယ်အဲ့ဒါကတော့ IAS ဌာနကို New Cool ဆိုတဲ့နာမည်နဲ့ဒီတီးခြားကုမ္ပဏီတစ်ခုအနေနဲ့ဖွဲ့ထုတ်လိုက်တာ Huawei ရဲ့ share အများစုကိုပိုင်ထားပေမဲ့ Chang'an Automobile လိုမျိုးမိဖက်ကုမ္ပဏီတွေက share 40% လောက်ထိပါဝင်ဝင်ရတယ်ဆိုလိုတာကဒီဌာနဒီ Huawei ရဲ့လက်အောက်ခံတမဟုတ်တော့ဘဲနဲ့ Bosch တို့ Continental တို့လိုမျိုးဂျာနေပြောမှဆိုပစ္စည်းသွင်းတဲ့သူပုံစံမျိုးဖြစ်သွားတာဒါမှတခြားကားကုမ္ပဏီတွေကလည်းပြိုင်ဘက်ကိုအားပေးရရောက်မှာကိုမပူရတော့ဘဲနဲ့သူကနီးပညာကိုရုံကြီးသုံးရဲလာတယ်။ idol ကားတွေရောင်းကောင်းတာကြောင့်ဒီကဏ္ဍကနေပြီးတော့သူတို့ဝင်ငွေ484%လောက်ထိပြန်ရလာတယ်။အရင်ကပတ်စံထိုင်ဖြုံးနေတဲ့နေရာနေပြီးတော့အခုအမျက်ရှာပေးတဲ့နေရာတစ်ခုဖြစ်လာတာပေါ့။ဒါပေမဲ့တစ်ဖက်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ရှိတယ်။သူကဝင်ငွေတွေအများကြီးတက်လာပြီမဲ့အသတင်းအမျက်ငွေက28%လောက်ကျသွားတယ်။အဲ့ဒါကုမ္ပဏီကြရှုံးနေတာမဟုတ်ဘဲနဲ့တမင်အရှုံးခံအနာခံထားတဲ့နီလန်လမ်းကြောင်းအဲ့လိုပြောရမှာပေါ့နော်။ဘာလို့လဲဆိုတော့
ဒီပြည်တွင်းပြစ် chip တွေကို SMIC လိုမျိုးစက်ရုံတွေမှာထုတ်ရတာ TSMC မှာထုတ်ရတာတဲ့ကုန်ကြစည်အများကြီးပိုကြီးတယ်အဆင့်မြင့်ကိရိယာတွေမရှိတဲ့အခါကျတော့အဆင့်တွေအများကြီးကြော်ပြီးတော့ထုတ်ရတယ်ဆိုအလေအလွင့်တွေများတယ်ဈေးကြီးတယ်ဒါပေမဲ့ Huawei ကဒီစရိတ်တွေကိုသူကတီးခံပြီးတော့ဆက်လုပ်နေတာရေရှည်အသက်ရှင်ရည်တည်နိုင်မှုအတွက်မဖြစ်မနေလုပ်ရမယ့်ရင်းနှီးမြှုပ်နှံမှုလို့သူကမှတ်ယူထားလို့ပဲရသမျှဟာတွေကို research and development နဲ့စက်ရုံသစ်ပြန်ဆောက်ဖို့အတွက်သုံးနေတယ်လို့မျိုးဖြစ်နေတာနောက်ထပ် Huawei ရဲ့အသက်ရှင်နေရခြင်းအကြောင်းရင်းကသူတို့ရဲ့ R&D ပေါ်မှာထားတဲ့သဘောထား research and development ပေါ်မှာထားတဲ့သဘောထားလို့ပြောချင်တာ2024ခုနှစ်မှာနေမယ်ဝင်ငွေစုစုပေါင်းရဲ့20%ကျော်ဖြစ်တဲ့ yuan 189 ဘီလီယံလောက်ကိုသူက research and development မှာပြန်သုံးထားတယ်ဒီလောက်ပမာဏဆိုတာကုမ္ပဏီတစ်ခုရဲ့အသုံးစရိတ်ဆိုတာထက်နိုင်ငံအဆင့်သိပ္ပံစီမံကိန်းတစ်ခုလောက်ကိုကြီးမားတယ်ဝန်ထမ်းအင်အားရဲ့ထောက်ဝက်ကျော်ကလည်းသူတေသနာပိုင်းမှာသူတို့ကလုပ်ကြတယ်သူတို့ရဲ့ရည်ရွယ်ချက်ကဒီ product အသစ်ရဖို့လောက်တည်းမဟုတ်ဘဲနဲ့အနောက်နိုင်ငံနည်းပညာကိုလုံးဝအစားထိုးနိုင်မဲ့နည်းပညာတွေကိုအခြေခံကနေစပြီးတော့ပြန်ဖော်ထုတ်ဖို့ဒါပေမဲ့အဲ့လိုလုံနိုင်တာအကုန်လုံးက Huawei ကြောင့်ကြီးပဲတော့မဟုတ်သူကတရုတ်အစိုးရရဲ့ထောက်ပံ့မှုကလည်းတော်တော်လေးကိုကြီးမားတဲ့အခန်းကဏ္ဍကနေပါတယ် Huawei ကပုဂ္ဂလိကကုမ္ပဏီလို့ပြောတယ်ဆိုပေမဲ့တရုတ်အစိုးရရဲ့မဟာဗျူဟာမှာအရေးပါတဲ့နေရာနေပြီးတော့သူကပါတယ်ဆိုတော့အစိုးရဘက်ကလည်းရှင်ချောင်းလာအဲ့ဒီခုစာထိုးထားတဲ့ policy နဲ့သူကနိုင်ငံခြားနည်းပညာတွေကိုပြည်တွင်းဖြစ်တဲ့အစားထိုးဖို့အတွက်တွန်းအားပေးတယ်အဲ့ဒါက Huawei ရဲ့ server တွေ database တွေ Harmony OS 3နဲ့ computer တွေအတွက်ဈေးကွက်ကြီးတစ်ခုဖန်တီးပေးလိုက်လို့မျိုးဖြစ်သွားတယ်ပြီးတော့ဒီ chip ထုတ်လုပ်ရေးအတွက်လိုအပ်တဲ့စက်ပစ္စည်းတွေကိုထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုလည်းအစိုးရကငွေကြေးထောက်ပံ့မှုတွေအများကြီးလုပ်ပေးတယ် Huawei ရဲ့နှစ်ပတ်လည်အစီရင်ခံစာတွေမှာ other income ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ government grants ဆိုပြီးတော့အစိုးရစီကနေပြီးတော့ထောက်ပံ့ကြေးတွေအများကြီးရထားတာကိုတွေ့ရတယ်2023ခုနှစ်တစ်နှစ်ထဲမှာနေမဲ့ R&D အတွက်ဆိုပြီးတော့ရွှန်ငွေ 6.5 ဘီလီယံအစိုးရစီကနေပြီးတော့ထောက်ပံ့ရတယ်ဒီပမာဏကနီးပညာအသစ်တွေစမ်းသပ်ဖို့အတွက်အားသာချက်လည်းဖြစ်စေသလို American ရဲ့ပိတ်ဆို့မှုတွေကြုံနေရတဲ့အချိန်မှာကုမ္ပဏီကမပြိုလဲသွားအောင်ထိန်းသိမ်းထားနိုင်တဲ့အသက်ရှူပေါက်တစ်ခုဂဲပေါက်တစ်ခုလိုလည်းဖြစ်သွားတယ်အခွန်ပိုင်းမှာဆိုလို့ရှိရင်လည်းရှားကုမ္ပဏီတွေက25%ပေးရတဲ့အချိန်မှာ Huawei လိုမျိုး high tech ကုမ္ပဏီက15%လောက်ပဲပေးရတယ်ဒီ Huawei ရဲ့အောက်က software ပိုင်းဆိုင်ရာကုမ္ပဏီခွဲတွေဆိုလို့ရှိရင်10%လောက်ပဲပေးရတာမျိုးတွေတောင်ရှိတယ်ဒုံကွမ်းကဥရောပစတိုင်ရုံးချုပ်ကြီးဆောက်တဲ့အချိန်တုန်းကလည်းမြေနေရာကိုဈေးပေါ်ပေါ်နဲ့ရလိုက်တယ်တခြားပြိုင်ဘက်တွေကလိုက်လို့မမီနိုင်တဲ့Huawei ရဲ့ exclusive အားသာချက်နိုင်ငံတကာဈေးကွက်တွေကိုထိုးဖောက်ဖို့နေရာမှာကျတော့ Iron Triangle လို့ခေါ်တဲ့သုံးပွင့်ဆိုင်မဟာဗျူဟာကိုသုံးတယ်သူကတရုတ်အစိုးရနိုင်ငံပိုင်ဘဏ်တွေနဲ့ Huawei တို့ကိုပေါင်းပြီးတော့အလုပ်လုပ်တဲ့ပုံစံဖွံ့ဖြိုးဆဲနိုင်ငံတွေကိုတရုတ်ဖွံ့ဖြိုးရေးဘဏ် CDB နဲ့ Exim Bank တို့ကနေပြီးတော့ငွေချေးတယ်ဒါပေမဲ့စီကန်းချက်အနေနဲ့ဘာပါလဲဆိုတော့အဲ့ချီးငွေနဲ့ Huawei ပစ္စည်းတွေကိုပဲဝယ်ရမယ်ဆိုတာကန်ညာ Ivory Coast Papua New Guinea Brazil အဲ့လိုနိုင်ငံမျိုးတွေမှာဒီနီးလန်းနဲ့ Huawei ကဈေးကွက်ကိုသိမ်းပိုက်လိုက်တယ်အနောက်နိုင်ငံကပြိုင်ဘက်တွေရဲ့ပစ္စည်းဟာနီးပညာပိုင်းမှာပိုကောင်းရင်တောင်မှတရုတ်ကပေးတဲ့ငွေရေးကြေးရေးအစီအစဉ်ကိုမရှင်းနိုင်တာကြောင့်နောက်ဆုံးမှာ Huawei ကိုပဲရွေးချယ်လိုက်ရတာမျိုးတွေဖြစ်ကုန်ရောအဲ့ဒီမဟာဗျူဟာတော်တော်ကြောက်ဖို့ကောင်းတယ်ဒီမဟာဗျူဟာရဲ့ကြောက်စရာအကောင်းဆုံးချက်က vendor lock-in မိသွားတာပဲနိုင်ငံတနိုင်ငံရဲ့အဓိကဆက်သွယ်ရေးကွန်ရက်တစ်ခုလုံးကိုHuawei ပစ္စည်းတွေနဲ့တိဆောက်ပြီးသွားပြီဆိုရင်နောက်ပိုင်းပြုပြင်ထိန်းသိမ်းတာ software license ရေးပေးရတာအဲ့ဒါတွေက Huawei အတွက်ရေရှည်ဝင်ငွေရစတိုက်ဝင်နေတော့တာအဲ့ဒီပစ္စည်းတွေကိုဖြုတ်ပြီးတော့တခြား brand ပြောင်းတက်ဖို့ဆိုတာလည်းကုန်ကျစရိတ်ကအများများတယ်ဆိုတော့မတက်တာပဲနဲ့73ကြရတဲ့အနေအထားတွေရောက်သွားတာတွေရှိတယ်နောက်ပြီးတော့တရုတ်အစိုးရကသူတို့ပိုင်တဲ့ China Mobile တို့ China Telecom တို့ China Unicom တို့အဲ့လိုမျိုး operator ကြီးတွေကိုအသုံးချပြီးတော့ Huawei ကိုအသက်ဆက်ပေးထားတယ်5G ကွန်ရက်တွေဆောက်တဲ့အခါမှာတော့တင်တာခေါ်လို့ရှိရင် Huawei ကအမြဲတမ်း90%ကျော်ကြားလေးရှိတယ် ZTE က30%လောက်ရတယ် Nokia တို့ Ericsson တို့ကတော့အယိုးရင်းလောက်ပဲကတ်ရတဲ့အခြေအနေမျိုးရှိတယ်ဒါကမော်တော်တဆဖြစ်တာမျိုးမဟုတ်Huawei ကပစ္စည်းတွေအရေးအတွက်ကိုနှမ်းတဲ့ချီရောင်းရတော့မှ R&D စရိတ်တွေကိုပြန်ကာမိပြီးတော့နိုင်ငံခြားမှာဈေးလျှော့ပြီးတော့ရောင်းနိုင်မှာမို့လို့တရုတ်ကတမင်စီစဉ်ပေးထားတာအဲ့ဒါတွေမဟုတ်သေးဘူး server ဈေးကွက်တွေမှာလည်း Intel တို့ AMD တို့ကိုဖယ်ထုတ်ပြီးတော့ Huawei ရဲ့ Kunpeng processor sorry ပါနော်ဟိုအတန်ထွက်လေးတွေတလွဲလေးတွေတော့ဖြစ်နေလိမ့်မယ်ဒါပေမဲ့စာလေးတွေထုတ်ပေးထားတယ် okay အဲ့ဒီ processor တွေသုံးတဲ့ server တွေကို operator ကြီးတွေကဝယ်သုံးလာတယ်China Telecom ဆိုလို့ရှိရင် AI server တွေဝယ်တော့ကအလုံးရည်ရဲ့တဝက်လောက်ကို Huawei ပစ္စည်းတွေပဲရွေးသုံးလာတယ်။ Semiconductor ကဏ္ဍကတော့ Huawei ရဲ့အသက်ရှင်ရည်တည်ရေးစစ်ပွဲမှာအရေးအကြီးဆုံးစစ်မျက်နှာပြင်ပဲ။ America ကဒီ TSMC ရဲ့ chip တွေ ASML ရဲ့စက်တွေမရှိရင် Huawei ကတေးပြီးလို့တွက်ထားခဲ့တာ
America က Huawei ကိုပိတ်ဆို့ထားတဲ့ခါကျတော့သူတို့ကကိုပိုင်နာမည်နဲ့ American နည်းပညာပါတဲ့စက်ပစ္စည်းတွေဝယ်လို့မရတော့ဘူးဒီတော့ White Glove လို့ခေါ်တဲ့ဂျာကန်ကုမ္ပဏီလေးတွေကိုတုံးပြီးတော့chip စက်ရုံတွေတိစောက်တယ် PXW တို့ Swissure လားအဲ့ကောင်တို့ပြီးတော့အခုဒီမှာပြထားတဲ့ကုမ္ပဏီနာမည်တို့နော်ရွတ်ပြမနေတော့ပါဘူးရွတ်ပြလဲအတန်ထွက်ကြီးတယ်တလို့ကြီးတွေထွက်လာမှာအဲ့ဒီကုမ္ပဏီတွေကနာမည်ခံကုမ္ပဏီတွေနောက်ွယ်ကငွေရှင်ကတော့အစိုးရနဲ့ဒီ Big Fund လို့ခေါ်တဲ့နိုင်ငံတော်ယင်းနှိမ့်မြုပ်နှံမှုဂျမုံငွေကြီးပဲ Huawei အတွက်တီးသန့် chip ဒီ supply chain တစ်ခုလုံးကိုတိတ်လေးတိဆောက်ပေးဖို့အတွက်ဒေါ်လာ30 billion လောက်သုံးတယ်လို့သူတို့ကခန့်မှန်းကြတယ်မကြသေးခင်ကမှဒီ Big Fund Phase 3ကို47.5 billion နဲ့ထပ်ဖွဲ့စည်းလိုက်တယ်အနောက်နိုင်ငံတွေရဲ့ဤပညာကိုမိခိုစရာမလိုအောင်လို့သူတို့စူးစမ်းနေကြတယ်2023နှောင်းပိုင်းမှာ Mate 60 Pro ထွက်လာတဲ့အခါကျတော့ပြည်တွင်းပြည့် Kirin 9000S chip နဲ့ Huawei ကသူတို့လုံနိုင်ကြောင်းတက်တည်ပြလိုက်တယ် Tech Insight ကနေပြီးတော့ဖုန်းကိုဖြုတ်ကြည့်လိုက်တဲ့အခါကျတော့ဒီ Kirin 9000S chip ကတရုတ်ပြည်တွင်း SMIC ကနေပြီးတော့ထုတ်ထားတာကိုတွေ့ရတယ်သူတို့က N+2 လို့ခေါ်တဲ့7 nanometer နည်းပညာကိုသုံးထားတယ်TSMC လို့ကုမ္ပဏီတွေကနေပြီးတော့ဒီ EUV လို့ခေါ်တဲ့ခေတ်မီဆုံးစက်တွေကိုသုံးကြပြီမဲ့ SMIC ကကျတော့ပိတ်ဆို့ခံထားရတဲ့ခါကျတော့ DUV စက်အဟောင်းတွေကိုပဲသုံးရတယ်အဲ့တော့ SAQP လို့ခေါ်တဲ့ရှုပ်ထွေးတဲ့နည်းပညာကိုသုံးပြီးတော့အလွှာလေးတွေကိုလေးကပြန်ထပ်ပြီးတော့ပုံဖော်ရတယ်အဲ့ဒါ engineering ဘိုင်းကတော်တော်လေးခက်ခဲတဲ့ကိစ္စဥပမာအနေနဲ့ကျွန်တော်တို့ခဲတံခြုံဆက်အကောင်းစားမရှိလို့ဓာတ်နဲ့လေးကငါးကပြန်မှုန်းပြီးတော့ခြုံရတယ်လို့မျိုးပဲပိုလဲလက်ဝင်တယ်ကုန်ကြစရိတ်လည်းပိုများတယ်ကုန်ကြစရိတ်များတဲ့ခါကျတော့ဈေးကြီးတယ်ပေါ့အဆင့်တွေအများကြီးလောက်ရတယ်နော်ပြီးတော့အမှားပါဖို့အတွက်လွယ်တယ်ပေါ့ပုံမှန် TSMC ဆိုလို့ရှိရင် success rate က 90% ကျော်ရှိပေမဲ့ SMIC ရဲ့7 nanometer ကျတော့ 50% လောက်ပဲရှိနေလို့ခံမှန်းထားကြတယ်နှစ်ခုလုံးဝင်တစ်ခုပြတ်ပါဘူးတက်တဲ့ခါကျတော့အဲ့ဒါသုံးမရဘူးပေါ့ဆိုတော့တို့တဲ့ကုန်ကြစရိတ်ကနှစ်ဆလောက်ပုံများသွားတဲ့ကိစ္စပေါ့ဒါပေမဲ့ Huawei ကအဲ့ဒီကုန်ကြစရိတ်ကိုအောင်အီးပြီးတော့တီးခံမိတယ်ကိုပိုင် chip ရဖို့ကအမြက်ရတာမရတာထက်ပိုအရေးကြီးတယ်လို့တို့ယူဆထားပုံရတယ်အခုဆိုလို့ရှိရင် DUV စက်တွေသုံးပြီးတော့5 nanometer လောက်အထိသူတို့ရဖို့ကြိုးစားနေကြတယ်စစ်ပွဲက chip တစ်ခုတည်းနဲ့မဟုတ်ဖုန်းတစ်လုံးမှာပါတဲ့အစိတ်ပိုင်းတွေအများကြီးရှိသေးတယ် Pura 70 Ultra ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတဲ့ 90% သောအစိတ်ပိုင်းတွေကတရုတ်ပြည်တွင်းဖြစ်တယ်တဲ့အရင်က American company စီကနေဝယ်ရတဲ့ဒီ RF filter တွေ memory တွေ power chip တွေကိုပြည်တွင်းမှာပဲသူတို့ထုတ်နိုင်နေပြီAmerican ရဲ့ပိတ်ဆို့မှုကတကယ်တမ်းကျတော့တရုတ်ကုမ္ပဏီတွေကိုဈေးကွက်အကြီးဖန်တီးပေးလိုက်သလိုဖြစ်သွားတယ်ပြီးတော့တရုတ်အစိုးရအတွက် Huawei ရဲ့ဒီဈေးကွက်ဝင်ရောက်ခွင့်ဆိုတာနေမြေပိုင်ဆိုင်မှုဒါမှမဟုတ်ကုန်သွယ်ရေးကုန်တွေလိုပဲအရေးကြီးတဲ့တန်တမန်ရေးရာကိစ္စတစ်ခုဖြစ်လာတယ်နိုင်ငံတကာက Huawei ကိုပိတ်ဖို့အတွက်စ조사တိုင်းဘေဂျင်းအစိုးရကသူတို့ရဲ့စီးပွားရေးအင်အားကိုသုံးပြီးတော့ Wolf Warrior တန်တမန်ရေးရာနီလန်းနေနဲ့ပြန်ပြီးတော့တုံ့ပြန်နေရှိတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဂျာမနီနိုင်ငံကလုံခြုံရေးအကြောင်းပြချက်နဲ့ Huawei ကို 5G ကွန်ရက်ကနေပြီးတော့ဖယ်ထုတ်ဖို့အတွက်စဉ်းစားနေတော့ကဘာလင်မှာရှိတဲ့တရုတ်တန်ယုံကဂျာမနီကားကုမ္ပဏီတွေဖြစ်တဲ့ Volkswagen တွေ BMW Mercedes အဲ့ကောင်တွေကိုတရုတ်ဈေးကွက်မှာလက်တုံ့ပြန်မယ်ဆိုပြီးတော့တွေ့ဝိုက်တဲ့ပုံစံနဲ့ချင်းချောက်တယ်အဲ့လိုမျိုးစီးပွားရေးအကြက်ကင်မှုကြောင့်ပိတ်ပင်မှုကိုသူတို့ကနည်းနည်း delay လုပ်နိုင်တယ် Huawei ကဂျာမနီမှာဆက်လက်ခြေကုပ်ယူနိုင်တယ် UK က American ရဲ့ PR နဲ့ Huawei ကိုပိတ်လိုက်တုန်းကလည်းဒီတရုတ်တန်အမတ်အဲ့ဒီဘဲကြီးကဒီ Britain အစိုးရအားတဲ့နော်မိဖက်နိုင်ငံကိုစွန့်ပစ်လိုက်တာဖြစ်ပြီးတော့ Brexit နောက်ပိုင်းကမ္ဘာအလယ်မှာယက်တီမှုအတွက်ဆိုးကျိုးတွေရှိလာလိမ့်မယ်ဆိုပြီးတော့ပြင်းပြင်းထန်ထန်သတိပေးခဲ့တယ် Brazil မှာဆိုလို့ရှိရင်လည်း US က Huawei ကိုဖယ်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့တရုတ်ဘက်က COVID ကာကွယ်ဆေးတင်ပို့မှုနဲ့ပတ်သက်ပြီးတော့အကြက်ကင်တာတွေတော့နော် Semiconductor လာဆောက်ပေးမဲ့ဂတိတွေပေးပြီးတော့ Huawei ကိုဆက်ရှိအောင်လုပ်ပေးခဲ့တဲ့အခါကျတော့ဒီလူလာအစိုးရလက်ထက်မှာသူတို့ရဲ့ပူပေါင်းဆောင်ရွက်မှုပေါ့နော် cooperation ကပို့ပြီးတော့မှညားသွားသေးတယ်ဒီဖုန်းနဲ့ကွန်ရက်ပိုင်းမှာပိတ်ဆို့မှုတွေရှိလာတဲ့အခါကျတော့အစိုးရက Huawei ကိုဒီ automobile နဲ့ energy ကဏ္ဍဘက်ကိုခြေလှမ်းပြောင်းမှုအတွက်ကူညီပေးတယ် Huawei ကဒီ EV ထုတ်တဲ့သူတွေအတွက်အဓိကတင်သွင်းသူပေါ့ဒါမှမဟုတ် Tier 1 supplier အဖြစ်နေရာယူလာတယ်အစိုးရပိုင်းကားကုမ္ပဏီတွေဖြစ်တဲ့ဒီ Changan တို့ Dongfeng တို့နဲ့ Huawei နဲ့ပူးပေါင်းမှုကိုတွန်းအားပေးထားတယ်ဒီ series နဲ့ပေါင်းပြီးတော့ထုတ်တဲ့ Idol car brand ဆိုလို့ရှိရင်ဒီ Chongqing နဲ့ Shenzhen ဒေသန္တရအစိုးရတွေစီကနေပြီးတော့ထုတ်လုပ်မှုစရိတ်တက်တာစေမဲ့ထောက်ပံ့ကြေးတွေအများကြီးရတယ်။အဲ့ဒီအပြင်2024မှာထွက်တဲ့ကားအဟောင်းပေးပြီးတော့အသစ်လဲလှယ်တဲ့အစီအစဉ်တွေကလည်း Huawei ရဲ့ဒီပစ္စည်းတွေကိုဝယ်လိုအားတက်အောင်လို့တွေ့ဝိုက်ပြီးတော့ကူညီပေးပြန်တယ်။ Carbon neutrality စီမံကိန်းတွေကြောင့်ဒီ Huawei ရဲ့စွမ်းအင်ပိုင်းဆိုင်ရာစီးပွားရေးပြောမှဆို digital power 2024မှာ 24.4% တက်လာပြီးတော့ဝင်ငွေရယွမ် 68.8 ဘီလီယံအထိ
ရောက်သွားတာအဲ့လိုမျိုးတိုးတက်ခဲ့တာပြည်တွင်းဖြစ်ကိုဦးစားပေးတဲ့အစိုးရရဲ့ green energy စီမံကိန်းတွေကြောင့်လို့ပြောလို့ရတယ်အဲ့ဒီအချက်လက်တွေကိုကြည့်မယ်ဆိုရင်ဒီ Huawei က officially ကတော့ private company ဆိုပေမဲ့လက်တွေ့မှာတော့တရုတ်နိုင်ငံရဲ့ဘန်နာရေးနဲ့တန်တမန်ရေးအင်အားတွေကိုအပြည့်အဝအသုံးချနေတဲ့ hybrid entity တခုလို့ကောက်ချက်ချလို့ရတယ်ဘန်နာရေးဝန်ကြီးဌာနကသူတည်တနာအတွက်ငွေထုတ်ပေးနိုင်တယ်နိုင်ငံပိုင်ဘဏ်တွေကစီးပွားရေးချက်ထွင်မှုအတွက်ငွေချေးပေးတယ်ဒီရှန်ကျန်းအစိုးရနဲ့ဒီ big fund ကပိတ်ဆို့မှုတွေကိုကြော်လွှားဖို့အတွက်နော်လျှို့ဝှက် supply chain တွေဆောက်ပေးပြီးတော့နိုင်ငံရေးဝန်ကြီးဌာနကကြတော့ဈေးကွက်ရဖို့အတွက်ရှေ့ကနေပြီးတော့မမမတ်ရက်တည်ပေးတယ်အဲဒါကြောင့်မို့လို့ Huawei နဲ့ဆက်ဆံနေဆိုတာတရုတ်အစိုးရရဲ့စက်မှုရည်မှန်းချက်တွေနဲ့ဆက်ဆံနေရတာလို့အားလုံးကယူဆကြတယ်ပြီးတော့ခုနကပြောခဲ့တဲ့ဒီ chip တွေကိုကိုယ်တိုင်ထုတ်ဖို့အတွက်စူးစမ်းနေသလိုမျိုးပဲဒီ software ဘိုင်းမှာလေ Huawei ကအကြီးအကျယ်ပြောင်းလဲလိုက်တယ် Google မရှိရင်ဖုန်းမရောင်းရဘူးဆိုတဲ့အခြေအနေကိုကြော်ဖြတ်ဖို့အတွက် Harmony OS ကိုသူတို့ develop လုပ်တယ်အခုဒီ2024အနောက်ပိုင်းမှာ Pure Blood ပေါ့နော် Harmony OS Next ကိုမိတ်ဆက်လိုက်တယ်အဲ့ဒါဒီ Android နဲ့ဘာမှမသက်ဆိုင်တော့တဲ့ကိုယ်ပိုင် OS စစ်ပဲလို့ပြောရမှာ Linux ကိုမသုံးတော့ဘဲနဲ့ကိုယ်ပိုင် kernel ကိုသုံးထားတယ်ဖုန်းကပုံမြန်လာမယ် power သက်သာလာမယ်နော်ဒါပေမဲ့ Android app တွေကိုသုံးလို့မရတော့တရုတ်ပြည်တွင်းမှာတော့ WeChat တို့ Alipay တို့ကပါလာနိုင်ပေမဲ့နိုင်ငံတကာမှာတော့ Windows ဘုတ်တို့အခက်အခဲရှိနေအောင်ပါတရုတ်ပြည်ပကလူတွေကိုနော်တရုတ်အပြင်ကနိုင်ငံတွေကလူတွေကိုသူ့ ecosystem လေးကိုဘယ်လောက်ထိဆွဲခေါ်နိုင်မလဲဆိုတာတော့ကြည့်ရအောင်နောက်ထပ်ဒီကဘာကြီးက AI ဘက်ကိုဦးလဲလာတဲ့အချိန်မှာ Huawei Cloud ကလည်းတရုတ်နိုင်ငံရဲ့အမျိုးသား AI မဟာဗျူဟာအတွက်အခြေခံအုတ်မြင့်အနေအားနေပြီးတော့နေရာဝင်ယူလိုက်တယ်အမေရိကက Nvidia ရဲ့ဒီအဆင့်မြင့် GPU တွေကိုတရုတ်ကိုမရောင်းရဘူးလို့ပိတ်ပင်လိုက်တဲ့အခါမှာဒီဈေးကွက်မှာဟာကွက်အကြီးဖြစ်သွားတယ်အဲ့ဒီနေရာကို Huawei ကဒီ SN910B chip တွေကိုသုံးပြီးတော့ဝင်ပြီးတော့အစားထိုးလိုက်တယ် performance ဘိုင်းမှာတော့ Nvidia ရဲ့ H100 chip ကိုမမီသေးဘူးဒါပေမဲ့လက်ရှိရနိုင်တဲ့ပြည်တွင်းဖြစ်တွေထဲမှာတော့အကောင်းဆုံးလို့သတ်မှတ်ထားကြတယ် Baidu တို့ Tencent တို့လိုကုမ္ပဏီတွေကလည်းမဖြစ်မနေအခြေအနေရရောအစိုးရရဲ့ဖိအားကြောင့်မှဒီ SN chip တွေကိုပဲဝယ်သုံးကြရတယ် Huawei ရဲ့ဒီ All Intelligence မဟာဗျူဟာမှာ Pengu model တွေကအဓိကကြတယ်ဒီ ChatGPT လိုမျိုးပေါ့နော်လူတွေနဲ့စကားပြောဖို့ထွက် Pengu model တွေကကြတော့သူကစက်မှုလုပ်ငန်းသုံးအတွက်ရည်ရွယ်တာမိုးလေဝသခံမှန်းတာတွေနော်ဒီတက်တုတွင်းကဒီ headset တွေကိုရှာဖွေတာတွေနော်ဆေးဝါးဖော်ဆက်တာတွေအဲ့ဒါတွေမှာသုံးကြတယ်အစိုးရနဲ့နိုင်ငံပိုင်လုပ်ငန်းတွေအတွက်ကကြတော့ဒါ data security ကအသက်ပဲ Huawei Cloud က American ရဲ့နှောက်ယှက်မှုကိုမရှိနိုင်တဲ့လုံခြုံတဲ့ supply chain ကိုပေးနိုင်တဲ့အခါကျတော့သူတို့အတွက်ဦးစားပေးရွေးချယ်စရာဖြစ်လာတယ်ပြီးတော့အနောက်နိုင်ငံတွေရဲ့ဈေးကွက်ကသူတို့အတွက်အဆင်မပြေတော့ဘူးဆိုတာသိလိုက်တဲ့အခါမှာ Huawei ကအရှေ့အလယ်ပိုင်းတို့ Africa တို့ Latin America တို့အရှေ့တောင်အာရှတော့နော်ကျွန်တော်တို့လူနိုင်ငံတွေစီကိုအတကုံထိုးဖောက်လာတော့တယ်အရှေ့အလယ်ပိုင်းနိုင်ငံတွေက Huawei အတွက်မဟာဗျူဟာမိဖက်တွေဖြစ်လာတယ်2024-2025ကာလတွေမှာ UAE က DU တို့ Saudi က STC တို့လိုမျိုးကုမ္ပဏီတွေနဲ့ 5.5G ကွန်ရက်တည်ဆောက်ဖို့အတွက်စာချုပ်တွေချုပ်ခဲ့ပင်လယ်ကွေ့နိုင်ငံတွေကအမေရိကလိုမျိုးဒီ security concern ဘာညာဆိုတာတဲ့သူတို့နိုင်ငံဖွံ့ဖြိုးဖို့ကိုတော့ပို့ပြီးတော့ဦးစားပေးကြတယ် Huawei ကနီးပညာကောင်းပြီးတော့ဈေးသက်သာတဲ့မိဖက်ကောင်းတစ်ယောက်လို့သူတို့သတ်မှတ်ကြတယ်မြင်ကြတယ်အာဖရိကမှာတော့ Huawei ကသူတို့ရောက်ရှိနေမှုကိုနော်မရှိမဖြစ်အခြေခံအဆောက်အုံတစ်ခုလိုပုံဖော်ထားတာလမ်းတွေရက်စစ်မီးတွေလိုအပ်တယ်လို့မျိုး digital ဆက်သွယ်ရေးလိုအပ်တယ်ဆိုပြီးတော့ digital Africa မဟာဗျူဟာနဲ့ချင်းကပ်နိုင်ငံတနိုင်ငံရဲ့ digital စီးပွားရေးကို Huawei နည်းပညာတွေနဲ့တိဆောက်လိုက်ပြီဆိုရင်နောက်ပိုင်းမှာပြန်ဖြတ်ပြီးတော့အနောက်တိုင်းနည်းပညာနဲ့အစားထိုးဖို့ဆိုတာဈေးစကအရန်ကြီးသွားပြီဒါတရုတ်စံနှုန်းနေနဲ့ကိုက်ညီတဲ့အနောက်အုပ်စုမဟုတ်တဲ့နီးပညာအတိုင်းဝိုင်းတစ်ခုကိုဖန်တီးပေးလိုက်တယ်လို့ပဲဒီအခြေအနေတွေကအားလုံးပေါင်းလိုက်တဲ့အခါမှာကမ္ဘာနီးပညာလောကကြီးကနှစ်ချမ်းကွဲသွားတယ် American ဥဆောင်တဲ့ Western Stack နဲ့တရုတ်ဥဆောင်တဲ့ Sovereign Stack ဆိုပြီးတော့ဖြစ်လာတယ် Huawei ကဒီဒုတိယလမ်းကြောင်းရဲ့ဆရာကြီးပဲနိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ကဒီအုပ်စုနှစ်ခုအတွက်ကိုနော်တီးခြားစီထောက်ပံ့ရေးလမ်းကြောင်းတွေ software တွေအဲ့ဒါခွဲထားမယ့်အခြေအနေကိုရောက်လာတယ်ဆိုတော့2019 entity list ထဲပါသွားတဲ့အချိန်ကနေပြီးတော့2024နော် Huawei ကပြန်နိုးထလာတဲ့အချိန်ထိသူတို့ရဲ့ခီးချမ်းက American ရဲ့ပိတ်ဆို့မှုမဟာဗျူဟာအောင်မြင်တဲ့လောက်မှအောင်မြင်ဘူးဆိုတာကိုထင်ဟပ်စေကုမ္ပဏီကိုတေအောင်တက်ဖို့သူတို့စူးစမ်းခဲ့ကြပြီမဲ့တကယ်တမ်းကျတော့ပို့ပြီးတော့ဘယ်လိုခေါ်မလဲကောင်းတဲ့ evolution ဖြစ်သွားအောင်လို့သူတို့ကတွန်းအားပေးလိုက်သလိုဖြစ်သွားတယ် What doesn't kill you make you stronger တဲ့2025ရောက်တဲ့အခါမှာ Huawei ကဖုန်းကုမ္ပဏီတက်တက်မဟုတ်တော့ဘဲနဲ့ဆိုတော့ Huawei ကဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်เนาะနောက်နိုင်ငံရဲ့နီးပညာတွေမှာပါပဲနဲ့7 nanometer chip တွေထုတ်သွားနိုင်တယ် Android နဲ့ iOS ကိုရှင်းပြိုင်နိုင်မဲ့ theoretically ပေါ့နော်သူတို့ရှင်းပြိုင်ခြင်းနဲ့Harmony OS Next ကိုဖန်တီးနိုင်ခဲ့တယ်ပို့ပြီးတော့ innovative ဖြစ်တဲ့ဖုန်းတွေ laptop တွေထွက်လာတယ် automotive လုပ်ငန်းတွေ cloud လုပ်ငန်းတွေကနေပြီးတော့ဝင်ငွေလမ်းကြောင်းအသစ်တွေလည်းသူတို့ရှာဖွေနိုင်ခဲ့တယ် global south နိုင်ငံတွေမှာလည်းမရှိမဖြစ်မိဖက်အဖြစ်ကနေပြီးတော့နေရာယူထားလိုက်နိုင်ပြီ
ပြောရရင် Phoenix ငှက်လေးကပြပုံနည်းကနေပြန်ထလာတဲ့အနေထားပေါ့ဒါပေမဲ့အဲ့ဒီ Phoenix ငှက်ကပြဿနာပါလဲဆိုမွေးကာစားဖြစ်အရင်လိုတော့တောင်ပန်အရှည်တွေနဲ့နော်မွေးရှည်ကြီးတွေနဲ့ပြန်တန်းနိုင်တဲ့အနေထားတော့မရောက်သေးဘူး EUV စက်တွေမရသေးတဲ့ခါကျတော့ hardware ထုတ်လုပ်မှုစရိတ်တွေကဈေးကြီးနေတော့မယ်စွမ်းဆောင်ရည်ကလည်းအကန့်အသတ်တွေကအများကြီးရှိနေတော့မယ် Google ဘန်းကြောင့်အမြတ်များတဲ့အနောက်နိုင်ငံဈေးကွက်နဲ့သူကဝေးကွာနေရတော့မယ်အရင်လိုမျိုး global market စီကိုပြန်ကောင်းကောင်းမရောက်နိုင်သေးဘူးဒါပေမဲ့တရုတ်အစိုးရရဲ့ကြိုးထောက်နောက်ခံတဲ့လူဦးရေ 1.4 billion ရှိတဲ့ဈေးကွက်ကြီးရှိနေသူတွေကတော့ Huawei ကတည်ဖို့အတွက်မဖြစ်နိုင်ဘူးအရန်ကြီးလွန်းတယ်အရန်အရေးပါလွန်းတယ်ကြန့်ခိုင်လွန်းတယ်လို့ပြောရမှာပေါ့အခုချိန်မှာတော့ Huawei လို့ပြောလိုက်တာနဲ့ကမ္ဘာနည်းပညာလောကအကွဲအပြဲဇလန်းထဲမှာအဓိကဇက်ဆောင်တယောက်အနေနဲ့မြင်ရောင်စရာကြည့်စရာအနေထားတော့ဖြစ်နေပြီဆိုတော့ခင်ဗျားတို့ရော Huawei ရဲ့ဒီလိုပြန်လာတဲ့ comeback ကိုဘယ်လိုမြင်လဲAmerican ရဲ့ပိတ်ဆို့မှုတွေကတကယ်ရောထိရောက်သလားနောက်ပိုင်းမှာရောဘာတွေဆက်ဖြစ်လာမယ်လို့ထင်လဲအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှိနှိုင်းခုံလာလို့ရပါတယ် Okay နားနေမှာတွေ့တော့